ပိရမစ်တွေအကြောင်းကိုလူတိုင်းကြားဘူးကြမှာပါဒီကျနိုင်ငံရဲ့တက်ကန်နိုင်ရတယ်မှာထင်ထင်ရှားရှားကြီးစိုးနေတဲ့ဒီအဆောက်အုံကြီးတွေဟာကမ္ဘာအမွေတစ်ခုအဖြစ်ရပ်တည်နေပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း4500ကျော်ကနေအခုချိန်ထိသိပ္ပံပညာရှင်တွေတမန်ပညာရှင်တွေနဲ့နာမည်ကြီးသူတွေဒီများစွာကဒီပိရမစ်တွေနဲ့ပတ်သက်ပြီးတော့တိကျတဲ့အဖြေကိုရှာမတွေ့သေးပါဘူးဒီနေ့မှာတော့လူသားတွေရဲ့နည်းပညာနဲ့ယနေ့ထပ်ပြီးအဖြေရှာရခက်ခဲနေစေဖြစ်တဲ့အဖြေမရှိတဲ့ပိရမစ်အကြောင်းကိုဝါစကုတ်မြန်မာနဲ့အတူတူလေ့လာကြည့်လိုက်ရအောင်ပိရမစ်တွေထဲမှာအကြီးဆုံးနဲ့နာမည်အကြီးဆုံးကတော့ဂီဇာရဲ့မဟာပိရမစ်ကြီး The Great Pyramid of Giza ပဲဖြစ်ပါတယ်ဒီပိရမစ်ကြီးကိုတည်ဆောက်ဖို့အတွက်ပြင်းပြနှစ်တန်ကနေတန်90အထိအလေးချိန်ရှိတဲ့ကြောင်တုံးကြီးပေါင်း2တန်းကျော်ကိုအသုံးပြုခဲ့ကြပါတယ်ဒီနေရာကိုတစ်ချက်စဉ်းစားကြည့်ကြရအောင်လွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်ကရိန်းတွေစက်ယန္တရားတွေနဲ့ခေတ်မီနည်းပညာတွေလုံးဝမရှိသေးတဲ့အချိန်တုန်းကဒီလောက်လေးလံတဲ့ကြောင်တုံးကြီးတွေကိုအမြင့်ပေ480အထိရအောင်ဘယ်လိုနည်းနဲ့တည်ယူတည်ဆောက်ခဲ့ကြတာလဲတမန်ပညာရှင်အချို့ကတော့လူအင်အားတောင်းနဲ့ချီပြီးဆွဲတင်ခဲ့ရတယ်လို့ယူဆကြပေမဲ့ခေတ်သစ်အင်ဂျင်နီယာတွေကတော့ဒါဟာမဖြစ်နိုင်သလောက်ခက်ခဲတဲ့အရာလို့ထောက်ပြကြပါတယ်ဒါတွေမကသေးပါဘူးပိုပြီးအံ့ဩဖို့ကောင်းတာကသူ့ရဲ့တိကျလွန်တဲ့တိဆောက်ပုံမှာဂီဇာပိရမစ်ကြီးရဲ့ထောင်နေထောင်ဟာကမ္ဘာအရှေ့အနောက် location တိကျမှုနှုန်း 99.9% ရှိပြီးမြောက်ဝရိုးစုံတက်တဲ့ကိုချိန်ရွယ်ထားတာဖြစ်ပါတယ်တန်လိုင်းအိမ်မြောင်တော်မပေါ်သေးတဲ့ဒီခေတ်မှာဒီလောက်တိကျတဲ့တိုင်းတာမှုကိုဘယ်လိုများလှုပ်ဆောင်ခဲ့ကြတာလဲတချို့ကလည်းဒါဟာကောင်းကင်ယံကဂျက်တာယာတွေနဲ့ချိတ်ဆက်ထားတာလို့ဆိုကြပါတယ်ပိရမစ်ကြီးတွေရဲ့အနေအထားဟာအာကာသကသုံးပွင့်ဆိုင်ကျဲစုရန်ရဲ့တည်နေရာနဲ့တထရာတဲ့တူညီနေတာဟာတိုက်ဆိုင်မှုတသက်ပဲလားဒါမှမဟုတ်ကျွန်တော်တို့မသိသေးတဲ့အစစ်မြစ်နည်းပညာတစ်ခုခုရှိခဲ့လို့လားအကြီးမားဆုံးအဖြစ်မရှိတဲ့ဘယင်းတွေကတော့ပိရမစ်ရဲ့အတွင်းပိုင်းထဲမှာပါလူအများစုကပိရမစ်ကိုဖာရိုဘယင်းရဲ့ဂူတင်ချိုင်းအဖြစ်စောက်ခဲ့တယ်လို့ထင်ကြပါတယ်ဒါပေမဲ့အံ့ဩမှုကောင်းတာကမဟာပိရမစ်ကြီးရဲ့အတွင်းထဲကိုသူတွေသနာလုပ်တဲ့အခါဘယ်ဘယင်းရဲ့ရုပ်အလောင်းကိုမှမတွေ့ရှိခဲ့ရပါဘူးခေါင်းတလားအလွတ်ကြီးတွေကိုသာတွေ့ခဲ့ရပါတယ်ပြီးတော့ပိရမစ်ရဲ့အတွင်းပိုင်းနေရာတွေမှာအပူခံကြောက်ပြားတွေကိုကတ်ထားပြီးထူးဆန်းတဲ့လက်စစ်စီးစင်းနိုင်တဲ့ဓာတ်သတ္တုတွေပါဝင်နေတာကိုတွေ့ရှိခဲ့ကြပါတယ်ဒါကြောင့်အချို့သော theory သမားတွေကပိရမစ်ကြီးဟာဂူတင်ချိုင်းတစ်ခုမဟုတ်ပဲလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကစွမ်းအင်တွေထုတ်လွှတ်ပေးတဲ့စွမ်းအင်သုံးစက်ရုံကြီးတစ်ခုဖြစ်နိုင်တယ်လို့ယူဆကြပါတယ်သိပ္ပံပညာတွေဘလောက်ပဲတိုးတက်လာပါစေအီဂျစ်တဲကနိုင်ရတဲ့ကပိရမစ်တွေကတော့သူတို့ရဲ့လျှို့ဝှက်ချက်တွေကိုကမ္ဘာမြေကြီးအောက်မှာအခုချိန်ထိမြုပ်နှံထားဆဲဖြစ်ပါတယ်သင်္ကောပိရမစ်တွေနဲ့ပတ်သက်ပြီးဘယ်လိုထင်မိပါသလဲပိရမစ်ကြီးတွေကိုရှေ့ဟောင်းလူသားတွေပဲလူရင်းအားနဲ့တိစောက်ခဲ့ကြတာလားဒါမှမဟုတ်ကျွန်တော်တို့မသိသေးတဲ့ပြင်ပကဘာကအသိဉာဏ်မြင့်တရားဝါတွေရဲ့ဖန်တီးမှုတွေဖြစ်နေမလားဆိုတာကိုကောမန့်မှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်ဒီနေ့တက်ဆက်ပေးခဲ့တဲ့အဖြစ်မရှိတဲ့ပိရမစ်အကြောင်းကိုသဘောကျတယ်ဆိုရင်ဗီဒီယိုကို like လုပ်ပြီးတော့နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့လျှို့ဝှက်ချက်တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ Wasco မြန်မာကိုအခုပဲ follow ထားဖို့ဖိတ်ခေါ်လိုက်ပါတယ်